ဖြစ်တယ်ဆိုတာတဲ့ပေါ့နော်ခန္ဓာကိုယ် strong ဖြစ်တာဖြစ်တာတွေထက်ပေါ့စိတ်ပိုင်းဆိုင်ရာမှာလုံးဝ strong ဖြစ်တယ်ဒီပြိုင်ပွဲကတကယ်တော့အရန်ခက်ခဲတယ်ခက်ခဲတဲ့အချိန်မှာတော့ကိုရဘေးနားနေပြီးတော့လုံးဝစကားရည်နဲ့ supporting ပေးရကောင်းတယ်ဆက်လုပ်ညီမလေးဘလိုလေးကဘလိုရှိတယ်ငါတို့ team ဘလိုလေးငါတို့လောက်အားကြမယ်ဆိုတာဒါအမှန်တိုင်းပြောရင်ဒီချိန်ထိအဲ့လိုပြိုင်နေတဲ့တောင်းလျှောက်လုံးမှာကိုရဲ့ score ကအများကြီးပါ You're watching LSN Life Stage News Myanmar, bringing you the latest celebrity headlines. လာပါကိုကပထမလာကန်လန်တော့ host လောက်ရမယ်ထင်တာပေါ့လေဒါပေမဲ့ main host ကထူအောင်ရှိပြီးသားဖြစ်နေတဲ့အခါ host လောက်ရမှာမဟုတ်ဘူးကိုကဝင်ပြန်ရမှာဗျာလို့ဖြစ်နိုင်ပါမလားကျွန်တော်စဉ်းစားဟိုပေါ့နော်စံချိန်ကျွန်တော်တိုင်းကျင်တာနဲ့ငါဒီအားကစားဘက်မှာဘယ်လောက်ထိငါရဲ့ stamina ကောင်းနိုင်လဲဆိုတဲ့ဟာတိုင်းကျင်တာနဲ့ပဲဝင်ပြန်ပြစ်ခဲ့ပါတယ်ဘယ်လိုဝင်ပြန်ပြစ်လဲဆိုတော့ပေါ့ဒါမပြောလို့မနေ့တုန်းကသူတို့ FOA season 2ပေါ့နော်စပြကြတဲ့ကရမ်းပြိုင်ချင်ခဲ့တာဒါပေမဲ့တကယ်တမ်းဒီနှစ် season 3ခေါ်တဲ့အချိန်မှာထင်မှတ်ထားပဲနဲ့ဒါလုံနိုင်သွားခဲ့တာပေါ့ပြန်ပြစ်သွားခဲ့တာဟာကျွန်တော်တို့တွဲပြီးဖြေခိုင်းနေတာသဘောပေါက်ပါတယ်ကျွန်တော်တို့ကပြိုင်ပွဲမှာတကယ်မောင်နှမလိုပဲကျွန်တော်ရောက်တိုင်းမောင်နှမလိုပါပဲဟုတ်ဗျာ9ယောက်ပါတယ်ပါမယ်6ယောက်ရှိရင်ရှိမယ်အဲ့လိုမျိုးခွဲရတယ်ဆိုရင်တော့ကျွန်တော်တို့ team မှာဆိုရင်ကျွန်တော်တို့နဲ့ဝင်းနေတာဒါဟို2ယောက်ကရုံးမှဆုံး2ယောက်စလုံးကဘယ်တော့မှမလွယ်ကူခဲ့ဘူးကိုကဲပြန်တွေ့ရင်ချက်သိန်းတော်ထားရအောင်ပြန်တွေ့ရင်တကယ်ချက်အောင်မတွေ့ထားဘူးဒီ season ကဟိုဆိုလေကေခိုင်နော်ကေဆိုလေကျွန်တော် fan ညီမလေး曾经那哒哒西哒喂喂，你偏离开了飘飘喂喂，就一天几地高中不用计算的上他家把心，喂天地零地不谁家做都谁把心。လုံးနိုင်ရမယ်လုံးနိုင်ရမယ်ဟုတ်အကုန်လုံးစိတ်ခွန်အားပေးစိတ်ခွန်အားပေးဝင်းနေအဲ့ဟာတခုတူတာပေါ့ရန်နှစ်ယောက်ကနိုင်လဲနိုင်ကျင်တယ်ပြီးရင်နှစ်ယောက်ကထိတ်ဆုံးကအရန်ကြိုးစားကြရန်ကြိုးစားအများလောက်တာမလို့သူများမလို့ရင်တော့ငါတို့နှစ်ယောက်ကဦးဆောင်ပြီးရအောင်လုပ်မယ်ဆိုတော့အဲ့လိုမျိုးသွားကြနှစ်ယောက်ကရန်ညီအဲ့ဒါတော့လျှို့ဝှက်ချက်ပေါ့ငိုရလားမငိုရလားဆိုတော့ပိတ်ကားထမှာဆက်ကြည့်ပါအဲ့ဒါဆက်ကြည့်ရမယ်အကြောင်းအရာလေး strong ဖြစ်တယ်ဆိုတာတဲ့ပေါ့နော်ခန္ဓာကိုယ် strong ဖြစ်တာဖြစ်တာတွေထက်ပေါ့စိတ်ပိုင်းဆိုင်ရာမှာလုံးဝ strong ဖြစ်တယ်ဒီပြိုင်ပွဲကတကယ်တော့အရန်ခက်ခဲတယ်ခက်ခဲတဲ့အချိန်မှာတော့ကိုရဘေးနားနေပြီးတော့လုံးဝစကားရည်နဲ့ supporting ပေးရကောင်းတယ်ဆက်လုပ်ညီမလေးဘလိုလေးကဘလိုရှိတယ်ငါတို့ team ဘလိုလေးငါတို့လောက်အားကြမယ်ဆိုတာဒါအမှန်တိုင်းပြောရင်ဒီချိန်ထိအဲ့လိုပြိုင်နေတဲ့တောင်းလျှောက်လုံးမှာကိုရဲ့ score ကအများကြီးပါအဲ့ဒီကြောင့်လေအရန်ညီညွတ်ခဲ့အဓိကစိတ်ဓာတ်ကလေကျွန်တော်စိတ်ကအဓိကစိတ်နဲ့ပြိုင်သွားကြတာလေအကုန်လုံးက team member အကုန်လုံးဒီတစ်ဖွဲ့လုံးပေါ့လေစိတ်နဲ့စပ်ပြိုင်သွားကြတယ်အဓိက body transform ဆိုတာကဒီ leg design နဲ့မှာပြောင်းတာပေါ့လေနော်ပြောင်းတာပေါ့အဓိကစိတ်က80လောက်ပဲရှိ body က30လောက်ပဲရှိတယ်ဘယ်လောက်ပဲ body ကတမ်းပါတယ်ပြောပေါ့နော်တမ်းပါတယ်ပြောစိတ်ကမလုံးနိုင်ရင်လက်ကားပဲဒီပြိုင်ပွဲရဲ့အဓိကအဖို့ကြီးဆိုတဲ့အရာကလုံးဝခန္ဓာကိုယ်ကြီးအရန် strong ဖြစ်နေတဲ့သူတွေကလည်းအရာလုံးပြည့်စုံမနေဘူးပေါ့နော်အဓိကစိတ်ကလုံးဝငါလုံးနိုင်တယ်ငါပဲဖြစ်နိုင်တယ်ဆိုတာမျိုးတွေးနိုင်မှတရားကလုံးဝဖြစ်နိုင်မယ့်အရာဝတ္ထုတစ်ခုဖြစ်တယ်တန်ရာပြောက်သွားပြီလားတန်ရာပြောက်သွားမရွတ်ကြံသေးလားကြံသေးโอเคမရွတ်ကတော့ပြောက်အောင်မလုပ်တော့โอเคအမှတ်တရဖြစ်သွားအောင်လို့လေဘယ်ချိန်ပြန်ကြီးအော်ဒါငါပြိုင်ခဲ့တော့ငါရခဲ့တဲ့အမှတ်တရဆိုတာဖြစ်အောင်မရွတ်ကတော့လုံးဝမပြောက်အောင်ပဲထားလိုက်ပေးတယ်နဲ့မတိုင်းဘူးကျွန်တော်ဥမာကျွန်တော်ရေနွေးဆိုလို့ရှိရင်သူတို့က coffee ဖြစ်ရမယ်ပေါ့ကျွန်တော်ပူနေလို့ရှိရင်အဲ့ရေနွေးကအရသာရှိသွားမယ်စိတ်နဲ့ပြိုင်အဲ့သူတို့ကျွန်တော်တင်းထဲကိုရောက်လာကလမရှုပ်ကုန်ကျွန်တော်တင်းထဲကိုရောက်လာလို့ရှိရင်သူတို့က coffee ရေကအရသာရှိသွားမယ်ကျွန်တော်အဲ့လိုစိတ်ထားတယ်မယုံနိုင်တာရှိခဲ့ပါတယ်အဲ့လိုမျိုးပေါ့ကိုလည်းမယုံနိုင်တာသူက body အပြင် mindset နဲ့မှာပြန်ရတဲ့ဟာတွေရှိတဲ့အခါကျတော့ဟိုတစ်ခါတလေကြောက်လို့ရှိရင်ကျွန်တော်နားလည်မှု gain ရဲ့terms and condition တွေရှိတယ်အဲ့ဒီဟာကိုနားလည်မှုလွဲတာတွေဗာနှစ်ယောက်လုံးကအဲ့ဟာမျိုးကြုံခဲ့ရတယ်လေကြုံခဲ့ရတော့နှစ်ယောက်လုံးကဘာဖြစ်လဲဆိုနှစ်ယောက်ကတိုင်ပင်စရာမလိုတူတာမငိုရှုံးခဲ့တယ်ဆိုရင်တော့မငိုဘူးရှုံးတဲ့ဟာကိုထိုင်အပြစ်မပြောဘူးနင်းကြောင့်ငါကြောင့်နင်းကြောင့်ဖြစ်နေရလေနင်းအဲ့လိုသုံးမကြလို့ဆိုတော့တခေါင်းမှမပြောဘူးအေးစိမဖြစ်ဘူး
အဲ့ရလက်ကိုငါတို့လက်ခံမယ်ယူပါအေးစင်ညီမလေးအဲ့ရလက်ကိုငါတို့လက်ခံမယ်ဒါပဲအဲ့လောက်နဲ့ enough ရပါ ငိုခဲ့တစ်ချိန်ဆိုလို့က individual ကိုယ့်ကိုဦးချင်းပြန် ဦးချင်းပြန်ခဲ့တဲ့အချိန်တွေကရှိ အ ရ ချိန် ဟော တွေကတော့ကိုယ့်အတွက် ကိုတုံးမကြလို့ဆိုရင်စိတ်နဲ့ကိုကို လုံးနိုင်နေဆိုတဲ့ဟာတွေလည်းဖြစ်အဲ့ဒါရဲ့ကြောင့်ပဲနေကြခဲ့ရတယ်တင်းလိုက်ကတော့လုံးဝညညညနဲ့သွားခဲ့တာဆိုတော့ဟောပြောစရာကြီးပြင်ကြည့်ရမှာတကယ်ပြောစရာကြီး ဘုံရပါဟုတ်လာမှာစပြတော့မယ်အဲ့တော့ကျွန်တော်ဒီ FOE ကအလုံးစိတ်ဝင်စားတဲ့ program တစ်ခုလည်းဖြစ်တယ်အဲ့တော့ individual ပြိုင်ပွဲတွေလည်းရှိရယ်ပြီးတော့ team member နဲ့ team နေနဲ့ပြိုင်တဲ့ပြိုင်ပွဲတွေလည်းရှိရယ်အဲ့ဒီအချိန်မှာလည်းဘယ်သူကဘယ် break ရဲ့ favorite ဖြစ်မလဲဘယ်သူကဘယ် break ရဲ့ရှင်ဘတ်ဖြစ်မလဲဆိုတာလည်းစောင့်မျှော်ကြည့်ကြပါပေးပါဦးလို့ဟုတ် အားပေးကြပါဦးဒါလုံးမကြည့်ပဲနေမယ်ဆိုရင်တော့တကယ်တော့ဘယ်တစ်ခုတော့ပြောလို့ရတယ်လုံးဝ1တို့2တို့နဲ့တော့မတူဘူးဒီတတိယလုံးဝလူဆောင်နေပေါ့နော်လုံးဝရှေ့မှာတော့ဆိုရင်လုံးဝတကယ်ဟိုဟာတွေပဲပါတယ်ခုနောက်ပိုင်းမှာကျအဲ့လိုမျိုးဟုတ်ပဲအဆုံးပါတာဖြစ်တဲ့ဆိုလုံးဝကြည့်ကိုကြည့်တဲ့တယ် You're watching LSN Life Stage News Myanmar, bringing you the latest celebrity headlines.